အားလုံးပဲမင်္ဂလာပါမလုံးစတားကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အဓိကပွဲစဉ်၃ပွဲရဲ့၃သက်ချက်အနည်းဆုံးတဲ့ဒီအခြားပွဲစဉ်တွေအကြောင်းကိုကျွန်တော်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဝိလေကြောင့်မဲ့ဒီမပြောပြတော့ဘဲနဲ့ငွေနိုင်ဖို့ကိုအဓိကထားပြီးတိုက်ရိုက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့အဓိက၃ပွဲတွေကပထမဆုံးပွဲစဉ်ကတော့ညနေ6:00နာရီတိုးမှကစားမဲ့ကိုရိုနာနဲ့အိုဗီဒိုပွဲစဉ်ဖြစ်ပါတယ်နှစ်သင်းလုံးကစရာအောက်ခြေမှာရက်ကျင်နေတဲ့အသင်းတွေဖြစ်ပါတယ်စပိန်တို့ရဲ့ထုံးစံတိုင်းပဲဘောလုံးကွက်အသာစီးယူပြီးဘောလုံးကင်ကစားနိုင်တဲ့ဒါကြောင့်ကိုပေါင်းအောက်နိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်နှစ်သင်းလုံးကိုသွဲရမရှိပါဘူးအင်ချင်အားသာချက်ရှိတဲ့ကိုရိုနာဘက်မှာညီကိုတွေတပွဲကောင်းပေါ်တွေရိုက်လို့ရမှာဖြစ်ပါတယ်ကိုပေါင်းထိုးချင်တဲ့ညီကိုတွေကကိုပေါင်းအောက်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်နောက်တစ်သင်းကတော့မန်ယူနဲ့ဘရိုက်တန်ပွဲစဉ်ဖြစ်ပါတယ်မန်ယူကတော့လီဗာပူးကွဲမှာနိုင်တာလို့စိတ်သက်ကအတော်လေးမိမိမမကိုရောက်လာနိုင်တဲ့အနေအထားရှိပါတယ်ခြေစွမ်းကလည်းတာမန်ထက်အရင်ကထက်မန်ယူကအတော်လေးပိုကောင်းနေတဲ့အနေအထားဖြစ်ပါတယ်။နှစ်သင်းလုံးကိုသွင်းရရှိပါတယ်။ကိုပေါင်းစော့ကျင်တဲ့ညီကိုတွေကအဲ့ဒီပွဲစဉ်ကိုကိုပေါင်းအပေါ်ဆော့ရမှာဖြစ်ပြီးတော့ဘော်ဒီစော့ကျင်တဲ့ညီကိုတွေကအင်ချင်အားသာချက်ရှိတယ်။ကိုသွင်းလဲမှန်လာတဲ့အနေအထားမှာမန်ယူကိုဘော်ဒီရွေးချယ်ပြီးတပွဲကောင်းရရမှာဖြစ်ပါတယ်။နောက်တစ်သင်းကတော့ဘရန်ဖို့နဲ့လီဗာပူးပွဲစဉ်ဖြစ်ပါတယ်။ဘရန်ဖို့အိမ်ကွင်းမှာလီဗာပူးကတော့မန်ယူကိုရှုံးလာလို့ဒီပွဲကိုအတော်လေးအားစိုက်လာနိုင်တယ်။လီဗာပူးအနေနဲ့တိတ်တွေးဆုံခဲ့တဲ့အနေအထားတွေမှာဘရန်ဖို့ကိုတော်တော်လေးကိုရုန်းကန်စူးစမ်းထားရတဲ့အနေအထားဖြစ်ပါတယ်။ဒီပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းမရွေးချယ်တော့ဘူး။အိုဝေးကွင်းဘက်ကလီဗာပူးကိုဝမ်းစီအဲ့ချက်ပို့ပြီးမျှော်လင့်လို့ရနေလို့ဒီပွဲစဉ်ကိုတော့ကျွန်တော်လီဗာပူးပေါ်တွေကိုရွေးချယ်မှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပြပြပေးသွားတဲ့အဓိကပွဲစဉ်၃ပွဲကတော့ညနေ6:00နာရီတိုးမှကစားမဲ့ဂီရိုနာ7:00နာရီခွဲမှကစားမဲ့မန်ယူတနာရီခွဲမှကစားမဲ့လီဗာပူးပေါ်ရီတို့ပဲဖြစ်ပါတယ်။၃ပွဲလုံးကိုတပိတ်တပွဲကောင်းရိုက်စရာမလိုပါဘူး။အသင်းစီ6:00နာရီတိုးအဲ့ဒီပွဲပြီးသွားမှမန်ယူပွဲကိုဆက်ကစားမန်ယူပွဲပြီးသွားမှသာလျှင်လီဗာပူးပွဲကိုဆက်ကစားရမှာဖြစ်ပါတယ်။လောင်းကစားလုံးနေတာဖြစ်လို့ငွေနိုင်ဖို့အရေးကြီးပါတယ်။အခုအောက်မှာတက်မှန်ဖော်ပြထားတဲ့ပွဲစဉ်လေးတွေကတော့ညီကိုတွေအကြိုက်တွေ့ရလေးတွေကိုရွေးချယ်ပြီးလိုက်ကစားလို့ရပါတယ်။အကြီးကပွဲစဉ်ကတော့၃ပွဲဖြစ်ပါတယ်။အောက်ကပွဲစဉ်တွေကတော့ညီကိုတွေအကြိုက်တွေ့ရရွေးကစားပါ။ဒါကြောင့်ဒီနေ့ညမှာဘောလုံးပွဲကစားမယ့်ညီကိုတွေအားလုံးဆင်ပြေကြပါစေ။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။